မျိုးကံအကြောင်းပြောတော့ဘိုးကံကောင်းလို့ဆိုခြင်းဆိုကွယ်တကယ်ဇွဲနဲ့မလျှော်ပဲအတင်းရတွေမရွယ်ပဲနဲ့စော်ကမ်းမင်းဖြစ်တယ်ဆိုစကားရဲ့အတွေ့ကအောင်တန်ရမပါတယ်တွေးထွက်အောင်မှန်လာပါတယ်နှစ်ယောက်တကဘာနော်အသက်ဘဝနင်းထားနှစ်ယောက်မှတကဘာကွယ်ကြောက်ကြပေါ်စနစ်ကမင်းသားရောက်ရတယ်လို့နဲ့ရောက်ရတယ်လို့နဲ့နှစ်ပါးချင်းပူဇာမြဖို့အပိုင်ရဲ့ရွေးပါမယ်မရချင်းထူတာပြလို့ပြိုင်ပဲမင်းမဲ့တရားမင်းဥမာခတို့မိုင်းကျဆွေးမဲ့ယုံမလားခွဲပြိုင်ကြအောင်မလားဟာအတုမရှိစရာခုခါမှာသူစိတ်တာသူမလားကြောက်မရလားတယောက်နဲ့အများဘောက်တဲ့စကားဆိုရင်ကွယ်တရားမင်းနဲ့မရချင်းပြိုင်ဟွန်းတယ်လို့တကယ်မျက်နှာလို့ဆိုရင်ရှာတဲ့မောင်ချစ်သူရဲ့ဟောတကယ်မျက်နှာလို့ဆိုရင်ရှာတဲ့မောင်ချစ်သူရဲ့မောင်ကိုဘယ်သူမှမချစ်ရဘူးတဲ့တူးတဲ့ချစ်မနဲ့သူကဆိုတယ်မခွဲမခွာအမြဲတမ်းမပြတ်ယုံရင်သလားအသေးတဲ့မှာမှတ်ပုံတင်ထားမယ်ခွာမသွားရင်တားဖို့မလိုပါနဲ့အတူတဆကဲကချစ်အမကမင်းမောင်ထားပါမယ်မဆိုးရဆွဲလို့ပြစ်ခွာမသွားရင်တားဖို့မလိုပါနဲ့အတူတဆကဲကချစ်အမကမင်းမောင်ထားပါမယ်ချွေးမနဲ့မမတူပါဘူးရဲ့အဖြေသိအောင်ချောင်းမစကားကျွဲအမေသိအောင်ပြောပြထားမယ်ခွာမသွားရင်တားဖို့မလိုပါနဲ့အတူတဆကဲကချစ်အမကမင်းမောင်ထားပါမယ်အစိုးရဆွဲလို့ပြစ်ခွာမသွားရင်တားဖို့မလိုပါနဲ့အတူတဆကဲကချစ်အမကမင်းမောင်ထားပါမယ်ချွေးမနဲ့မမတူပါဘူးရဲ့အဖြေသိအောင်ချောင်းမစကားကျွဲအမေသိအောင်ပြောပြထားမယ်အရေးကြောင့်တွေ့လို့ဆိုလာဘူးရဲ့စီအောင်ကျွေးဖို့မလိုပါဘူးကွယ်အရေးကြောင့်တွေ့လို့ဆိုလာထူးတဲ့စီအောင်ကျွေးဖို့မလိုပါဘူးကွယ်အကြွားမဟုတ်ပါအနိုင်ဆိုစကားနဲ့ထိလောင်သရုပ်ထူးတဲ့လောင်တရုပ်ထူးတယ်မရလို့စားထိုင်လို့စားမယ်မေ့မောင်မဟုတ်ပါလိမ့်ွယ်အော်တကယ်မျက်လုံးလို့ဆိုရင်ရှာတဲ့မောင်ချစ်သူရဲ့တကယ်မျက်လုံးလို့ဆိုရင်ရှာတဲ့မောင်ချစ်သူရဲ့မောင်ကိုဘယ်သူမှမချစ်ရဘူးတဲ့ဦးတဲ့ချစ်မတဲ့သူကဆိုတယ်မခွဲမခွာအမြဲတမ်းမပြတ်ယုံရင်သလားအသေးထဲမှာမှတ်ပုံတင်ထား